ကျွန်တော်နာမည်ကတော့မဲအကဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဇူလိုင်လဘာလို့25ရက်နေ့ကနေပြီးတော့ဇူလိုင်လ31ရက်နေ့ဒီဘာလို့တင်တွဲတားတော့ကံကြမ္မာနမိတ်တွေကဘယ်လိုတွေရှိမလဲဆိုတာကျွန်တော်အနေနဲ့ဟောပြောပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဒီကက်တွေကတော့ဆွဲထားပြီးသားဖြစ်ပါဗျာအဲ့တော့ဒီအဟောလေးကိုကိုယ့်အတွက်ဖြစ်အောင်ဖြစ်ပါလေဆိုပြီးတော့ဘာလို့ကျွန်တော်အနေနဲ့ positive energy လေးကိုတွေးပြီးတော့ကျွန်တော်အနေနဲ့ကျွန်တော်ရဲ့အဟောလေးကိုတည်တည်ချာချာအာရုံစိုက်ပြီးတော့နားထောင်ကြအောင်ဒီတစ်ပတ်ကတော့ဘောနော်ကိုယ့်အတွက်ဘောနော်ဒီလိုမျိုးကိုပြန်လဲစမ်းစစ်ရမယ့်ကာလဖြစ်ပါတယ်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့ဘောနော်ဒီလိုလမ်းကြောင်းအသစ်တွေပြီးအလောက်ကန်တော့၎င်းချီးဖြစ်တာရေးမှာတော့၎င်းဘောနော်ကိုယ့်အနေနဲ့သမယူးချနီးလန်းနေနဲ့မဟုတ်ဘဲနဲ့ဘောနော်ကိုယ့်အနေနဲ့ပို့ပြီးတော့တိရရဘောနော်ဒီလိုမျိုးတွေပို့ပြီးတော့အရှိကိုဘောနော်ကိုလှမ်းတက်ရမယ်အခွင့်အရေးကောင်းတွေရောက်ရှိလာမယ်တည်င်းတစ်ပတ်လို့ကျွန်တော်အနေနဲ့အရေးကိုအားဖြင့်တော့တွေးရှိရပါတယ်ဗျအဲ့တော့စီးပွားရေးပိုင်းတွေမှာဆိုရင်ကြည့်ရခါမှာဘောနော်ကျွန်တော်အနေနဲ့စီးပွားရေးပိုင်းတွေမှာဆိုရင်ကိုမမျော်လင့်ထားတဲ့အခွင့်အရေးအသစ်တွေကိုစီကိုစတင်ဝင်ရောက်လာဖို့ရှိပါတယ်เนาะဒီအပတ်တွင်ထဲမှာကိုအနေနဲ့ပေါ့နော်အရင်တုန်းကကြံ့ကြာနေခဲ့ရတဲ့လုပ်ငန်းကိုင်ငန်းတွေတော့၎င်းပေါ့နော်ငွေကြီးကိစ္စတွေတော့၎င်းကိုအနေနဲ့မပြေလည်နေတဲ့ဒီလိုမျိုးငွေကြီးကိစ္စတွေလည်းပေါ့နော်အထိုင်လျောက်ပြန်လေပြေလည်လာမဲ့အချိန်ဖြစ်ပါတယ်အဓိကတော့ကိုယ့်အတွက်ကံသာတာတက်လာမဲ့အချိန်ဖြစ်ပါတယ်ဗျဒါပေမဲ့လည်းကျွန်တော်တို့လည်းငွေတွေဝင်လာတယ်လို့ပြောတယ်ပေါ့နော်ကျွန်တော်အနေနဲ့မလိုအပ်ဘဲနဲ့လည်းပြန်ပြီးတော့ထွက်သွားနိုင်တာကြောင့်ပေါ့နော်ကျွန်တော်အနေနဲ့ဒီလိုမျိုးတွေရင်းနှီးပြုံးတယ်မှုအသစ်တွေလုပ်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့စာချုပ်ဆန္ဒအနေနဲ့စနစ်တကျနဲ့ပေါ့နော်ဒီလိုမျိုးတွေနီးမှန်လမ်းမှန်နဲ့စစ်ဆေးပြီးမှပြုလုပ်ပါလို့ကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ရုပ်တရက်လူမျိုးတွေပြင်မလားကိုယ်နဲ့တည်တည်ချာချာမစင်စားပဲနဲ့ရုပ်တရက်လူမျိုးဆုံးဖြတ်ချက်ချလိုက်တာမျိုးတွေရုပ်တရက်ရင်းနှီးပြုံးမှန်တာမျိုးတွေကိုဖြစ်တာခဏတော့ဆိုင်ငံထားတင်ပါတယ်လို့ကျွန်တော်အနေနဲ့တွေ့ရပါတယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့အခြေရေးမြစ်တာရေးတွေမှာဆိုကျွန်တော်အနေနဲ့စင်ငယ်လေးတွေပေါ့နော်လူလိုလေးတွေအနေနဲ့တော့ကိုယ့်အပေါ်မှာတကယ်ကိုပေါ့နော်ကိုယ့်အတွက်နားလေးပေးနိုင်ပြီးတော့ကျွန်တော်အနေနဲ့ကိုယ့်ထပ်ပို့ပြီးတော့ဘာလို့ဒီလိုစိတ်သက်ရေးရရေးကျက်တဲ့သူတယောက်နဲ့ဘာလို့မကြခင်မှာစုံစည်းတွေ့ရှိရတတ်ပါဗျကျွန်တော်တို့ရဲ့ relationship ရှိပြီးသားသူတွေနဲ့ပေါ့နော်အိမ်တော်တွေအနေနဲ့ကတော့ဒီလိုမျိုးအသေးအပွဲလေးတွေပေါ့နော်ကိုယ်အနေနဲ့ဘာမှမဖြစ်တော့ဘူးဆိုတော့ဒီလိုမျိုးအသေးအပွဲလေးတွေကနေစပြီးတော့ပေါ့နော်ဒီလိုမျိုးတွေစကားများတက်ပါတယ်ပေါ့နော်စကားများရတယ်ဆိုဒီလိုမျိုးပြောနေတဲ့တယောက်နဲ့တယောက်အမြင်မကြည်လင်တာလေးတွေပေါ့နော်ဒီလိုမျိုးစားကားလာလေးမှာဖြစ်တဲ့တော့မလို့တယောက်နဲ့တယောက်ကဒီခံထားလေပြီးတော့မြေတာတရားကိုရှင်းထားဖို့လိုအပ်ပါတယ်ချစ်သူကြီးသားတွေဆိုရင်လည်းပေါ့နော်ကိုယ့်ရဲ့ဒီပါတနာရဲ့စကားကိုချစ်သူရဲ့စကားကိုသူလေးချာချာနားထောင်ပေးခြင်းကကျွန်တော်တို့အနေနဲ့ဒီအခြေရေးကိုခိုင်မြဲစေတတ်တဲ့သဘောကိုကျွန်တော်အနေနဲ့တွေ့ရှိရပါတယ်ဗျာကျွန်တော်အနေနဲ့ X နဲ့ပတ်သက်ပြီးတော့တွေ့ရတဲ့ကောင်အိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အကြာသေးခင်ကမှ break up ဖြစ်လာတဲ့သူတွေလမ်းခွဲထားတဲ့သူတွေတော့ကိုယ့်ရဲ့ X ကနေပြီးတော့ဗောနော်ဒီလိုသတင်းစကားတွေကြားရတာမျိုးတွေဒါမှမမျော်နေမဲနဲ့ဗောနော်သူကကိုယ့်စီကိုပြန်လဲဆက်သွယ်လာတာမျိုးတွေရှိရပါတယ်ဒါပေမဲ့ကျွန်တော်တို့အတိတ်ကတော့မှဒီလိုမျိုးတွေဗောနော်ကိုယ့်ရဲ့ trauma တွေအနာဟောင်းတွေကိုပြန်ဆွတယ်လို့မျိုးမဖြစ်ဘူးကတော့တိတိကျကျဘယ်လိုပြောမလို့စဉ်းစားဆုံးဖြတ်ပြီးဗောနော်ကိုယ်အနေနဲ့တိတိကျကျစဉ်းစားပြီးမှပဲကိုယ့်ဘက်ကနေပြီးတော့ပြန်လဲတုတ်ပြန်သိမှာအကောင်းဆုံးပဲဖြစ်ပါလိမ့်မယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့ကျမ်းမာရေးပိုင်းမှာပဲဗောနော်ကျွန်တော်အနေနဲ့ကိုယ်ကဒီကာလတွေမှာအလုပ်ပင်ပန်းတာမျိုးကြောင့်ဗောနော်ကျွန်တော်အနေနဲ့ဒီလိုမျိုးတွေအတွေးလိုတာမျိုးတွေပဲဖြစ်ဖြစ်အလုပ်ပင်ပန်းတာမျိုးတွေပဲဖြစ်ဖြစ်ဗောနော်ကျွန်တော်အနေနဲ့ခေါင်းကိုက်တာမျိုးတွေအိမ်မဝတာမျိုးတွေအိမ်မပြောတာမျိုးတွေကျွန်တော်အနေနဲ့ဒီလိုမျိုးအစာအိမ်နဲ့ပတ်သက်နေဗောနော်ဒီလိုမျိုးတွေမကြီးမလဲဖြစ်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ဗောနော်ကျွန်တော်အနေနဲ့ဒီလိုမျိုးရုပ်တရက်ဗောနော်ဖျားနာတာမျိုးတွေဗောနော်ဒီလိုမျိုးတုပ်သွင်းပြီးတာမျိုးတွေဒါမျိုးတွေကိုယူဆိုင်ဖို့လိုပါတယ်ကျွန်တော်အနေနဲ့ဗောနော်လေအေးဝဝအိတ်ကိုလည်းဗောနော်ကိုယ်လည်းစိတ်ကြီးကို pressure တွေကိုတက်နိုင်သမျှလျှော့ပြီးတော့နော်ကိုယ့်ရဲ့ overthinking အတွေးများနေတဲ့စိတ်တွေကိုလျှော့ထားဖို့ကျွန်တော်အနေနဲ့ကတော့တိုက်တွန်းနေပါတယ်ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ဒီတစ်ပတ်အတွင်းမှာဆိုလည်းကျွန်တော်တို့အနေနဲ့ဘာလို့အောင်လဲကျွန်တော်မနက်ကင်းနဲ့ဆုံးသောအချိန်ဒီမှာခုအိမ်ကြီးဗောနော်ဒီလိုအရှိတောင်ဘက်အရက်ကိုဥတည်ပြီးဗောနော်ကိုယ့်ရဲ့စိတ်ကြီးကြီးလေးလေးနဲ့မေတ္တာပို့တာမျိုးတွေဒါမှမဟုတ်ကျွန်တော်အနေနဲ့ဒီအရှိတောင်ဘက်အရက်ကိုကြည့်ပြီးတော့ဗောနော်ဒီလိုမျိုးတွေကိုယ့်ရဲ့ဒီတရားကုံတော်တွေကိုယူဆိုတာမျိုးတွေလုံဆောင်နေပါတယ်ကျွန်တော်အနေနဲ့ဗောနော်ဒီအခုကာလမှာဗောနော်ကျွန်တော်အနေနဲ့အမှန်တမ်းပြောရင်ကိုယ်နဲ့စိတ်ကြီးအရင်ဆက်တက်ကြတယ်ဗောနော်ဒါကြောင့်မို့ကိုယ်နဲ့အလင်းလိုသိမလားဆုံးဖြတ်ချက်ချနေတာမျိုးတွေဘောကထွက်လွယ်ပြီးဗောနော်စကားအပြောဆိုမှားတာမျိုးတွေဗောနော်ဒီလိုမျိုးကိုယ်ကသိပြီးတော့ကျွန်တော်အနေနဲ့ညင်နေတဲ့ဒီဗောကျွန်တော်အနေနဲ့ဒီအိမ်မပြောတာမျိုးတွေကိုကျွန်တော်အနေနဲ့ရှောင်ကျဉ်နေပါတယ်အဲ့ဒါမျိုးဒီကာလတွေဗောနော်ကျွန်တော်အနေနဲ့ကန်တာတာရဲ့အထောက်ပံ့တွေကိုရရှိဖို့တော့ကျွန်တော်အနေနဲ့ကိုယ်အိမ်လာဖျားပါပဲဖြစ်ဖြစ်ဗောနော်ကျွန်တော်အနေနဲ့ဤစက်ရဖျားပါပဲဖြစ်ဗောနော်ကိုယ်အနေနဲ့ပုံပြီးပါတယ်မဟုတ်ဘူးမဟုတ်ပုံပြီးပါတယ်ဆိုဗောနော်ကျွန်တော်အနေနဲ့ပုံမင်းဆုံးလေးတွေကိုဖျားပါရမှာဖြစ်ပြီးဤစက်ရဖျားเจ้าကံမှာပဲဖြစ်ဖြစ်ဗောနော်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့စီးပွားရေးအခြေအနေဒီလိုလေးအစားရှိတဲ့ဗောနော်အခက်အခဲတွေအားလုံးပြည်လည်ပါသေးဆိုပြီးတော့စုပေါင်းပြီးတော့ကျွန်တော်အနေနဲ့
ဒီဘုံပါတဲ့ဘုံလုံးမဟုတ်စွန်းလေးကိုကတ်လို့ပူတော်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့အနေနဲ့ဇူလိုင်လ25ရက်နေ့ကနေပြီးတော့ဇူလိုင်31ရက်နေ့ဒီနေ့အတွက်တပတ်စာတားတော့ကံကြမ္မာနမိတ်တွေကိုကျွန်တော်အနေနဲ့ပေါ်ပြောပြသပေးသွားတာဖြစ်ပါတယ်ကျွန်တော်ဟောတဲ့ထဲမှာမကောင်းတာတွေပယ်ပါသေးကောင်းတာတွေဖြစ်ပါတယ်ကျွန်တော်လည်းဒါတော့ဒီအခါဖြစ်ပါတယ်